အင်္ဂလိပ်ဘာသာစကားကြောင့်ကျွန်တော်ဘယ်လိုပညာရေးအခွင့်အရေးမျိုးတွေရယူနိုင်ခဲ့လဲအားလုံးပဲမင်္ဂလာပါဗျ Paraguay Education ကခွန်အောင်ပါဗျဒီဗီဒီယိုကိုကြည့်နေကြတဲ့တငယ်ချင်းတို့လိုပဲကျွန်တော်ကလည်းဟိုပုံးမြို့နယ်ပအိုးတောင်ပေါ်ရွာလူငယ်တယောက်ပါဗျbackground မရှိတော့အစင်းမြင့်ပညာရေးနိုင်ငံခြားပညာတော်တင်ဆုအခွင့်အရေးလို့ဆိုတာကျွန်တော်တို့မမက်ရဲတဲ့အိမ်မက်တွေပေါ့နော်နောက်တောင်းကနေရတဲ့အချိတ်ဆက်နဲ့ပဲကျွန်တော်2019မှာဒီမန္တလေးကဖောင်တော်ဦး Pre-College Program PCP ကိုကျွန်တော်ဆက်လျှောက်ခွင့်ရခဲ့တယ်ဗျအဲ့ဒီ program ကလည်းဒီ Full Scholarship Diploma ပွဲပေးတဲ့ program ပေါ့နော်ကံကောင်းကျွန်တော်ပထမနှစ်မှာပဲကျွန်တော်အရွေးချယ်ခံခဲ့ရတယ်ဗျကျွန်တော်အဲ့ဒီမှာတစ်နှစ်ခွဲတက်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့တွေဒီပို့ပြီးတော့ကျေပြန့်တဲ့ဘာသာရပ်တွေကိုဒီပြည်တွင်းပြည်ပတကယ်ကိုအရေးရှင်းရှိတဲ့ဆရာဆရာမတွေနဲ့ကျွန်တော်တို့တွေသင်ယူခွင့်ရခဲ့တာဗျပြီးလို့ရှိရင်ကျွန်တော်တို့တွေအဲ့ဒီ program ကနေပဲနိုင်ငံခြားပညာတော်တင်ဆုအခွင့်အရေးတွေကိုလက်လက်မိခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်PCP ပြီးခါနေ2018မှာကျွန်တော်နိုင်ငံခြားပညာတော်တင်ဆုတွေကိုစူးစမ်းပြီးတော့လိုက်လျှောက်ခဲ့တယ်ပေါ့အဲ့ဒီမှာကျွန်တော်ကံကောင်းကျွန်တော်အမေရိကကနေပေးတဲ့ပညာတင်ဆုနှစ်ခုကိုကျွန်တော်ရခဲ့တယ်ဗျပထမတစ်ခုကကျွန်တော်Exploring Social Innovation ဆိုတဲ့ program ရဲ့ဒီနောက်တစ်ခုကကျွန်တော် YCL Young Southeast Asian Leaders Initiative ဆိုတဲ့ဒီ fellowship program နှစ်ခုရဲ့ကျွန်တော်အမေရိကကိုနှစ်ကြိမ်တွားပြီးတော့ကျွန်တော်တခြားနိုင်ငံကလူငယ်တွေနဲ့ကျွန်တော်သင်ယူခွင့်ရခဲ့တယ်ပေါ့နော်ဒီပညာသင်ဆုအခွင့်အရေးတွေရဖို့ဆိုတာကျွန်တော်အင်္ဂလိပ်ဘာသာစကားစွမ်းရည်တစ်ခုတည်းရှိအောင်လည်းတော့မလုံလောက်ဘူးပေါ့နော်ကိုဆရာသမားတွေရဲ့ကိုညီပံ့ပိုးပေးမှုကိုယ့်ရဲ့အချိတ်ဆက်တွေကိုယ့်ရဲ့အတွေ့အကြုံတွေကိုယ့်ရဲ့စဉ်းစားတွေးခေါ်မှုစွမ်းရည်တွေလည်းလိုအပ်တာပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုမှာကျွန်တော်ကအဓိကအင်္ဂလိပ်ဘာသာစကားစွမ်းရည်ရဲ့အရေးပါမှုကို highlight လုပ်ပြချင်တာပေါ့နော်ဆိုတော့တကယ်ပဲကျွန်တော်တို့အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကြောင်းအခွင့်အရေးတွေအများကြီးရနိုင်ပါတယ်ဒါကြောင့်မလို့ဒါသင်ယူထားတင်တယ်ပေါ့နော်အခု AI ခေတ်ရောက်ပြီဆိုတဲ့အခါကျတော့ပိုးလို့တောင်သင်ယူထားတင်တယ်ပေါ့နော်ဆိုတော့ဒီအကြောင်းကိုကျွန်တော်မျှဝေပေးချင်တာဖြစ်ပါတယ်ဒီဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုကြည့်လို့ရှိရင်ကျွန်တော်ပြန်ဆောင်ကြပါမယ်